မင်္ဂလာပါရှင်ဒီနေ့တော့ special note တဲ့ Facebook စာမျက်နှာကကြောက်ကပ်ကိုထိခိုက်စေတဲ့အမှုအကျင့်များဆိုတဲ့ရေးထားတဲ့ဆောင်းပါးလေးကိုဖတ်ကြားပေးမှာပါကြောက်ကပ်ကိုထိခိုက်စေသောအမှုအကျင့်များ1နည်းနည်းစာမစားခြင်း2စားသုံးမှုများနေခြင်း3ဆေးလိပ်တောက်ခြင်း4ရေတောက်နေခြင်း5ဆေးဝါးများအလွန်အကျွံမှီဝဲနေခြင်း6လုံလောက်သောအနားယူခြင်းမရှိခြင်း9တခါတလေအလွန်အကျွံစားခြင်း10အသားများကိုအလွန်အကျွံစားခြင်း9အရက်အလွန်အကျွံတောက်ခြင်း10မနေ့အိယာထစီးသွားခြင်းဒီကိုမသွားဘဲချုပ်တီးထားခြင်းကြောက်ကပ်ကိုထိခိုက်ပျက်စီးစေတာကြောင့်ဆင်ခြင်တဲ့အမှုအကျင့်10မျိုးကြောက်ကပ်ကသွေးချောထဲမှာလှည့်ပတ်နေတဲ့သွေးတွေကိုတန့်စင်အောင်စစ်ထုတ်ပေးပြီးအစားအစာတွေကနေဗိုက်တာမင်သတ္တုဓာတ်တွေကိုစုပ်ယူကာခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေကိုထောက်ပံ့ပေးပါတယ်။ခန္ဓာကိုယ်ရဲ့စိတ်တောက်တွေကိုဖယ်ရှားပေးတဲ့အပြင်ဟော်မုန်းထုတ်လုပ်မှုမှာလည်းကူညီပေးပါတယ်။ဒါကြောင့်ကြောက်ကပ်ကျန်းမာရေးကခန္ဓာကိုယ်အတွက်အရန်အရေးကြီးတယ်လို့ပြောလို့ရပါတယ်။ဒါကြောင့်တင်းရဲ့နေ့စဉ်အမှုအကျင့်တွေကကြောက်ကပ်ကျန်းမာရေးထိခိုက်ပျက်စီးစေမဲ့အမှုအကျင့်တွေကိုဆင်ခြင်နိုင်မှုဖော်ပြလိုက်ပါတယ်။ရေအလုံလောက်တောက်ခြင်းခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှကိုယ်ရင်းကလေးစားတွေကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။အထူးသဖြင့်ကြောက်ကပ်ပေါ့ရေကခန္ဓာကိုယ်ရဲ့အစိတ်တောက်တွေကိုဖယ်ရှားပေးတဲ့နေရာမှာအရန်အကူအညီဖြစ်တာကြောင့်ကြောက်ကပ်မှာကြောက်မတည်အောင်တားဆီးပေးနိုင်ပါတယ်။ဒါပေမဲ့လိုအပ်တာတဲ့အလွန်ကျွံတောက်တာကလည်းမကောင်းပါဘူး။တစ်ရက်မှာရေ2လီတာလောက်တောက်ရင်အတော်ပါပဲ။ဆေးတွေကိုအညွှန်းတိုင်းမတောက်ခြင်းနေမကောင်းဖြစ်တဲ့အခါတခုခုဖြစ်တဲ့အခါတွေမှာဆေးတွေကိုတောက်ချင်တယ်လို့တောက်တဲ့အချင်းကလည်းကြောက်ကပ်ဖြစ်စီရတဲ့အကြောင်းရင်းတွေကတစ်ချက်ပါပဲ။ဆေးမီတွေအရန်တောက်ရင်ပိုဆိုးပါတယ်။ဒါကြောင့်အကြောင်းတစ်ခုခုကြောင့်ဆေးတောက်တော့မယ်ဆိုကိုယ်သဘောနဲ့ကိုယ်တောက်ချင်တယ်လို့မတောက်ပါနဲ့ဆရာဝန်ညွှန်ကြားချက်နဲ့တေချာလိုက်နာပြီးတောက်ပါ3အငန်တွေအရန်စားခြင်းအရွယ်ရောက်ပြီးတဲ့သူတယောက်ကဆိုဒီယမ်2300မီလီဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ကျန်းမာရေးဌာနကထုတ်ပြန်ထားခဲ့ပေမဲ့လူတိုင်းကအဲ့ဒီပမာဏထက်ပိုအောင်စားတောက်နေကြပါတယ်အခုနောက်ပိုင်းအစားအစာတွေမှာဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာပိုရှိအောင်ထုတ်လုပ်တာကိုလူတွေကအရန်ကြိုက်ကြပါတယ်။ဆိုဒီယမ်စားသုံးမှုများတဲ့အခါခန္ဓာကိုယ်ထဲမှာအငန်ဓာတ်တွေအရန်များလာပြီးကြောက်ကပ်တန့်စင်နိုင်စွမ်းမရှိတော့ကြောက်ကပ်ထိခိုက်လာပါတယ်။ဒါကြောင့်အငန်ဓာတ်များတဲ့အစားအစာတွေကိုလျှော့စားပြီးအသီးအနှံနဲ့အရွက်စိမ်းတွေကိုလည်းတင်းတင်သလောက်စားပေးပါ။သွေးဖိအားနဲ့ပတ်သက်လို့ဂရုမစိုက်ခြင်းကျန်းမာရေးလိုက်စားသည်ဖြစ်စေမလိုက်စားသည်ဖြစ်စေသွေးဖိအားတိုင်းတာကိုမကြာခဏလုပ်ပေးသင့်ပါတယ်။သွေးဖိအားများတယ်ဆိုတာနှလုံးသွေးကြောနဲ့ပတ်သက်လို့ပြဿနာရှိနေတာကြောင့်ဖြစ်ပြီးသွေးတို့ရောဂါဖြစ်လာရင်သွေးလွှတ်ကြောတွေကျဉ်းမြောင်းလာပါတယ်။အဲ့ဒီအခါသွေးထဲမှာကိုလက်စထရောနဲ့အဆိပ်အတောက်တွေစုပုံလာပြီးဒါကိုကြောက်ကပ်ကတန့်စင်နိုင်စွမ်းနေလာပါတယ်။နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်တဲ့အခါကြောက်ကပ်တစ်ရှူတွေကလိုအပ်တဲ့အာဟာရတွေကိုကောင်းကောင်းမဆုပ်ယူနိုင်တော့ဘဲကြောက်ကပ်မှာထိခိုက်လာပါတယ်။စီးသွားကျင်တာကိုအချိန်အကြာကြီးအောင်ထားတတ်ခြင်းစီးအိတ်ကအရေးနှစ်ခွက်စာပမာဏကို3နာရီကနေ4နာရီအထိထိမ့်ပေးနိုင်ပါတယ်။တခါတလေတန့်စင်ကမ်းမရှိတဲ့နေရာတွေမှာစီးသွားကျင်လာတာကိုအချိန်တွေအကြာကြီးအောင်ထားလိုက်တဲ့အခါကြောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ပြီးမကြာခဏစီးသွားကျင်တာမျိုးဖြစ်လာနိုင်ပါတယ်။အဲ့ဒီလိုဖြစ်လာရင်တင်မဆုံရိုးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုပါတယ်။6အချိုနဲ့တရေစာတွေအလွန်ကျွံစားသုံးခြင်းအငန်တွေအရန်စားတဲ့အခါကြောက်ကပ်ကအဆိပ်တောက်တွေဖယ်ရှားနိုင်စွမ်းနည်းလာတယ်လို့ပဲအချိုနဲ့တရေစာတွေအလွန်အကျွံစားတာကလည်းအဲ့ဒီအတိုင်းဖြစ်စေတာကြောင့်ကြောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။အရက်နဲ့ဆေးလိပ်သုံးစွဲခြင်းသင်ဟာအရက်နဲ့ဆေးလိပ်တောက်တဲ့သူဆိုရင်အဲ့ဒီအရာတွေကနေခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ chemical တွေထုတ်လွှတ်နိုင်ပြီးကြောက်ကပ်ကအဲ့ဓာတွေကိုခြေဖြတ်တန့်စင်ဖို့မတတ်နိုင်တော့တဲ့အခါထိခိုက်ပျက်စီးလာပါတယ်။အနီရောင်အသားတွေအလွန်ကျွံစားသုံးခြင်းအနီရောင်အသားတွေထဲကတန်ဓာတ်နဲ့ပရိုတိန်းဓာတ်ကိုအပြည့်အဝဖြည့်ဆည်းပေးနိုင်တယ်ဆိုပေမဲ့အမိုးနီးယားနဲ့နိုက်ထရိုဂျင်ဓာတ်တွေလည်းပါနေတာကြောင့်နေ့တိုင်းစားရင်ကြောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်ခြင်းအထိုင်များပြီးလေ့ကျင့်ခန်းမလုပ်တာကစီးကျိုယောဂါကင်ဆာယောဂါနဲ့ heart attack တွေဖြစ်စေနိုင်ပါတယ်။ တ
ရက်မှာ8နာရီနဲ့အထက်ထိုင်သူတွေဟာတခြားသူတွေထက်ကြောက်ကယောဂဖြစ်နိုင်ခြေ30%ပိုများပါတယ်10ကောင်းကောင်းမအိပ်ခြင်းညဘက်မှာကောင်းကောင်းအိမ်မှနောက်နေ့အတွက်ခန္ဓာကိုယ်ကအာအင်ပြေဝမှာပါတကယ်လို့အိတ်ချိန်မလုံလောက်ဘူးဆိုရင်သွေးလှည့်ပတ်မှုမကောင်းတော့ပဲသွေးဖိအားများလာမယ်အဲဒီကကြောက်ကပ်ကိုထိခိုက်စေပါတယ်ဒါကြောင့်ပုံမှန်အိတ်ချိန်အတိုင်းကောင်းကောင်းအိပ်ဖို့လိုပါတယ်အားလုံးပဲကျန်းမာရှင်လန်းကြပါစေရှင်